အားကစားဝါသနာရှင်မိဘပြည်သူညီကိုမောင်းနှမခင်ဗျာကျွန်တော်တင်ဆက်နေတွင်မဲ့မောင်းတော့3တိုင်းလေးနဲ့ရှေ့အကောင်းလေးတစ်ကောင်လုံးထပ်မံရနောက်ကောက်ထားနေတဲ့တွေ့ရှိကိုထားတယ်နှစ်ကောင်လုံးကတော့လော်ဘီပြန်ရောက်နေနေထားတစ်ခုမှဆိုပြနောက်တစ်ကောင်ကတော့ကားလေးနဲ့သူပတ်မဲ့အနေထားတွေ့ရှိလို့ထားပါတယ်ခင်ဗျာကားလေးဘာလို့မကြီးနဲ့ပြီးတဲ့ချိန်မှာ3တိုင်းလေးနဲ့အိတ်ချထားတယ်ခင်ဗျာသေသွားပါခင်ဗျာအကုန်လုံးလော်ဘီပြန်ရောက်သွားပါခင်ဗျာအဲ့ဒီချိန်မှာသူဘာလုံးနဲ့ဂန်းလေးချပြီးတော့ဟိုဘက်နေထားပြီးတဲ့3တိုင်းလေးနဲ့ရှောင်းကြီးတဲ့အဲ့ဒီချိန်မှာတစ်ကောင်တွေ့တယ်ပြန်ပြထားတဲ့ဟက်ရှော့ကောင်မှန်သေသွားပါတယ်ခင်ဗျာဒီကောင်တွေကတော့လော်ဘီကိုရောက်ရှိလို့သွားတဲ့ချိန်မှာဆိုရင်ပြသူ3တိုင်းလေးနဲ့ရှောက်ပြီးတော့ရှောင်းကြည့်နေတဲ့အနေထားကိုတွေ့ရှိလို့ထားပါတယ်ထို့ချိန်ဒီချိန်မှာဘာလုံးလဲအရှိယာကားဘိန်းကြီးရန်သမ်းပြီးပြဖောင်းနေပါတယ်အမှန်မှတော့သူကြည်ပေါ်နေတယ်လို့တော့ထင်ပါတယ်ခင်ဗျကျွန်တော်ထင်ရတော့ဟုတ်ပါတယ်သူကြည်တွေပေါ်နေပါတယ်နောက်တစ်ပွဲမှာဆိုရင်သူ UMB 45လေးနဲ့နောက်တစ်ကောင်ကိုလေထီးပွားကောင်လေးပြချထားပါတယ်ခင်ဗျဒီကောင်ကတော့မြန်မာလိုဆင်းလာတဲ့အတွက်မြန်မာလိုပဲလော်ပြီးပြန်ပို့ပေးလိုက်ပါတယ်ဟာဒီချိန်မှာနောက်တဲ့အနေထားတစ်ခုတွေ့ရှိလို့ထားပါတယ်ဒီကောင်လေးဗတင်မှာရန်ပြစ်တာတစ်ချက်မှမမြင်ဘူးရန်ပြစ်နေတဲ့ရှယ်တွေကိုရန်သိမ်းဝင်လာတာခုဆိုပြတစ်ကောင်သေသွားပါတယ်ခင်ဗျဒီချိန်မှာပြနောက်တဲ့တပွဲသူရောက်လို့ထားပါတယ်ကားနဲ့ဝင်လာတဲ့ကောင်ပြရှာတော့သေတာပေါ့ခင်ဗျဒီတဲ့ချိန်မှာသူဘာလို့နဲ့ချောင်းကြည့်တယ်ဟိုချောင်းဒီချောင်းအနောက်မှာကားပေးနာမှာနောနေတဲ့ကောင်မမြင်ဘူးစောက်လုံးကန်းနေတာကျေးဇူးတင်ပါတယ်အားလုံးပဲ